ကဲမင်းတို့နိုင်နေပြီလားနိုင်နေပြီလားတဲ့ခဏခဏပြောတယ်ကြက်မပြည့်သင်းမပြည့်ပေါက်လို့ပဲစားတယ်နားမပြူပါနော်မင်းတို့နိုင်နေပြီလားဆိုတာနေ့မနေ့ကပဲကျွန်တော် reaction တပုတ်လုပ်ပြီးတော့အုတ်ကခွေးဟောင်ဆိုတဲ့မအေလို့ကြော်လကြီးကောင်ဟမ်အဲ့ဒီမအေလို့ခေါ်လိုက်မေးလိုက်နော်မင်းတို့နိုင်နေပြီလားဆိုငါမပြောဘူးကြော်နုပြောတာနားထောင်ဘူးပါမှာကိုတွေကရှိတဲ့လူတွေကကိုတဲ့သတင်းပြန်ပေးနေတာဟိုပါကိုသွားတဲ့လူတွေဥမာကျွန်တော်တို့သွားတယ်ဆိုပါလို့ကဲထားကျွန်တော်တို့သွားမယ်ကျွန်တော်သွားရင်သတင်းပေးမှာဒီလိုသတင်းပေးမှာကျွန်တော်မျက်နှာမြင်မပြီးမှာကျွန်တော်မင်းကလာသွားတယ်ဖက်တဲ့ပတ်စကားကကျွန်တော်ပြန်မိသွားပြီတေးကြဖို့ကျွန်တော်မိဒါဘာလဲဆိုလူလေးပြောတာပြောဆိုမင်းတို့နိုင်နေပြီလားဆိုဟမ်ငါတို့မနိုင်သေးမင်းတို့နိုင်နေရမှာလေမင်းတို့နိုင်နေဘလူးဘူးဆိုင်ဆက်လို့လေဟမ်စောက်ဆိုင်ဆက်လို့လားဟာစတန်ဒတ်အာမီကြီးတွေဘာဖြစ်လို့ကြောက်တာလဲအခုကြတော့မနိုင်လို့ကြောက်တာဗောအဲ့ဒါရှင်းနေတယ်သိလားငါတို့ပြည်သူကိုမင်းတို့ဂျင်းထဲလို့မရဘူးနော်ငါတို့ပြည်သူမှာရိုးရိုးလေးပဲတွေးတယ်ဟုတ်တယ်လေမင်းတို့နိုင်နေတယ်ဆိုရင်မင်းတို့တန်နိုင်ငံလုံးကြိုက်တယ်လို့လုပ်ခွင့်ရှိရအခုကယူနီဖောင်းတော့ဝတ်ပြီးတော့ကျွန်တော်စစ်သားပါလို့လမ်းမထွက်ရဲတဲ့အနေထားဘယ်သူနိုင်နေလို့လဲဟမ်အဲ့ဒါလေးပဲပြောမယ်သိလားငါတို့ပြည်သူကိုမင်းတို့ဂျင်းထဲလို့မရဘူးပြည်သူတွေမှာနားတွေမျက်စိတွေရှိတယ်အထက်မှာအုံနောက်တွေရှိတယ်လူတိုင်းကတုတ်တိတရားရှိကြတယ်သိလားနော်အကြောက်ဒီဘက်ကကြောက်ပေါင်းလမ်းကနေသွားရင်တော့ဘာမှမဖြစ်ဘူးပေါ့နော်ဘာကြောက်ပေါင်းလမ်းသွားရင်ဘာမှမဖြစ်တော့ဒါပေမဲ့ဒါလည်းဒီလိုတက်လာပြီးဖိုင်လည်းကန်းတယ်ကြိုသတင်းရိုင်တော့တက်လာနေတာပဲဆိုတော့တမန်လုံလုံးတက်ဖို့ဝင်ကြီးကထားတော့တက်မတော်ကအကြီးကဲတယောက်သွားမယ်မိသားစုအရောက်ဝင်နေသွားမယ်အငိမ့်သားရရှိတဲ့ကအရောက်ဝင်နေသွားမယ်ဒါပေမဲ့ဒီကောင်တက်မတော်သားဒီလူတက်မတော်သားမှမသိလို့ရှင်သွားပြီအဲ့ပြတဲ့ပန်းစလည်းမောင်းသွားပြီမှဆိုတော့ဒါမျိုးဖြစ်နေတာကြီးကိုအစိုးရအနေနဲ့ကအခုဒါကျေလောင်ဖြစ်လာပြီနော်ကျေလောင်ဖြစ်လာပြီဆိုရင်အစိုးရအနေနဲ့က operation လုပ်ရမယ်စစ်စင်လုပ်ရမယ်စစ်စင်လုပ်တဲ့အခါမှာဘယ်လိုလုပ်လဲရှင်းရှင်းလေးရတဲ့ uniform ဝင်သွားနေမှာတော့ဘယ်ရမလဲ operation ဘယ်လိုလုပ်ရလဲဟာယူနီဖောင်းဝီတွားနေတော့ဘယ်ရမလဲတွေ့လားမလားဟမ်ကြောက်တာအားကြောက်တာဟမ်အဲ့လောက်ချင်းနေဖြစ်နေပြီလားစောက်ဝိဆိုင်ဆံမလို့ဆိုလေလိုင်းပေါ်အစိုးရနဲ့မင်းတို့ဖွတ်တွေဗရက်နေဆိုဟမ်ဘာဂရုစိုက်ဆံလို့အဲ့လောက်ကြီးတော့မှအရေးကြီးတဲ့အဆင့်ဖြစ်နေပြီလားဟိုကသူတို့ operation လုပ်ပြီးတော့တကယ်စစ်စင်လုပ်ပြီးတော့လုပ်ရမယ့်အဆင့်ဖြစ်နေပြီပေါ့နော်ဒါဆိုအဲ့ဒီမင်းတို့ပြောတဲ့ဗရက်တွေကတော်တော်အားကောင်းလာပြီပေါ့အဲ့လိုလားဟမ်မင်းတို့ပဲအမျိုးမျိုးပြောတာလေဟမ်ရှင်းရှင်းလေးပဲအသွင်ယူရမှာစစ်စင်ယူအသွင်ယူစစ်စင်လို့မရတို့လိုပဲအရောက်ဝင်နေတော့ဟိုဟာနဲ့ပဲသွားမှာပဲဒီလိုအရောက်ဝင်နေသွားပြီးတော့ဟို drone တွေပဲအပေါ်နေသွား team 2ကစောင့်နေတူပြီးတော့ဒါတော့ operation ကိုလုပ်ပေါ့ကြည့်လို့ကဲမထူပါဘူးတိုင်းမှုတွေနေရာမှာနော်တိုင်းမှုတွေကိုဖြုတ်ပြီးတော့ကြော်မျိုးမျိုးတိုင်းမှုနေရာခန့်လိုက်ကောင်းမှာတော့မဟုတ်ရင်တိုင်းမှုတော့နဲ့နေမလားမသိဘူးနော်စစ်ဦးစီးချုပ်တော့ခန့်လိုက်မကောင်းလားအခုလက်ရှိဘလူးတဲ့မင်း online တွဲပေးတဲ့ကောင်ပါသူ့နေရာမှာအစားထိုးလိုက်ကြော်မျိုးမျိုးနော်ဒါရှင်းလို့ရပါတယ်ဒါပေမဲ့ပြဿနာကခုထိမရှင်းနိုင်သေးတဲ့ပြဿနာဒါကြောင့်ကျွန်တော်တို့ခဏပြောပါတယ်ပြည်သူလူထုရဲ့လုံခြုံရေးပြည်သူလူထုသွားလာနေတဲ့လုံခြုံရေးပြည်သူကရှင်းရှင်းလေးပဲစဉ်းစားတာသူတို့ကိုစိတ်အနှောက်အယှက်မပေးဘူးသူတို့ကိုတနက်ကြီးတကားနဲ့ချိန်တော့အောင်ပြုဆိုရင်သူတို့သွားလာနေရဆိုရင်ပြည်သူကကျန်တဲ့ကိစ္စစိတ်ဝင်တာမတနက်ကြီးတကားနဲ့သိထိုးချိန်ပြီးတော့ဘာလို့ညာလို့ဆိုပြီးတော့အဲ့ဒါကိုကြည့်ပြီးတော့ယွန်နေကြပြည်သူကပြည့်စုံတယ်အဲ့တော့ပြည်သူလူထုစိတ်ဆင်းရဲနေရတဲ့ကိစ္စမျိုးစိတ်မြင့်နေရတဲ့ပြည်သူလူထုစင်ပြေဖြစ်နေရတဲ့ဒီဘက်ပန်းစလန်ပေါ်က PDF တွေရဲ့စခန်းတွေနဲ့ PDF နယ်မြေဟွာတွေကိုရှင်းလင်းကိစ္စကိုတက်ပြီးတော့မလုပ်ပေးဘူးဆိုရင်ရှင်းပြရင်သက်ဆိုင်အနေမျိုးတောင်းရှိပြီးတော့မလုပ်ပေးဘူးဆိုရင်ကျွန်တော်တဲ့ပဲမျိုးခဏကြောက်နေကြလို့မရဘူးဒါမလုပ်ပေးအောင်ခဏကြောက်နေရလားလို့မရဘူးဟုတ်တော့ဒါတွေကကျွန်တော်တော်ပြောတယ်ခဏပြောတယ်ဟိုရေးမှာဆိုလေရေးဘလူးရေးခဏမှာဘယ်ကြောင်ပြောပြည်သူတွေကဘယ်လိုပြည်သူဆိုတဲ့စကားကိုမင်းတို့ပါဇက်ကပြောအောင်တန်လို့လားမင်းတို့နဲ့ပြည်သူဆိုတဲ့စကားလုံးနဲ့တန်လို့လားကြောင်မျိုးမင်းပြည်သူဆိုတဲ့စကားလုံးကိုတုံးဆွဲမဲ့ဆိုရင်ကိုရက်တီတဲ့ဘက်တီပြည်သူအများစုရက်တီတဲ့ဘက်ဖြစ်နေဖို့လိုအပ်တယ်ကွာမှတ်ထားငါတို့ပြည်သူဆိုတဲ့စကားကိုတုံးဆွဲတာဒီမင်းတို့အာဏာသိမ်းတဲ့အချိန်မှာလမ်းပေါ်ထွက်ပြီးဆန္ဒပြတဲ့လူဦးရေကိုပဲရည်ကြီးလိုက်သိလားအဲ့ဒီလူဦးရေအားလုံးပဲမင်းတို့ကိုလေမိမတွေဆိုရင်တက်ဖို့ယောက်ျားတွေဆိုရင်တက်ထိုးရင်အောင်မှမင်းတို့မသားပေါ်တယ်ရှင်းတယ်နော်ဒါကြောင့်မလို့ငါတို့ပြည်သူဆိုတဲ့စကားလုံးတုံးဆွဲတာဒီနေ့ချိန်ထိပဲတော်လန်ရေးဘက်မှာရက်တီပြီးတော်လန်ရေးလုံနေတဲ့ပြည်သူထိုင်းတနိုင်ငံရဲ့ဥယျာဉ်ကိုပဲတွက်အောင်သိလားပြည်သူဆိုတဲ့စကားလုံးတုံးဆွဲမဲ့ဆိုရင်ကိုယ့်အနောက်မှာလူဘယ်နှယောက်ရှိလဲဆိုတော့အရင်ကြည့်နော်ကြော်မျိုးမင်းမတန်မေဟာမပြောနဲ့ကိုနဲ့တန်ရအောင်ပြောရေးဘလူကိုမရှင်းနိုင်ရေးဘလူမရှင်းရေးမှာဆိုရေးဘလူမရှင်းနိုင်ကရင်မှာလည်းကရင်မှာမရောက်နေရာသီးသီးမှာဗျာဟိုဟာရှိတယ်မရှင်းနိုင်တော့ဘာလုပ်နေကြတာလဲကျွန်တော်မေးရမှာဖြစ်လာအပြည့်ကဲပြောတော့နိုင်နေပြီဆိုဖွတ်တယ်ဗဒတ်အပန်းမင်းတို့ဗဒတ်တွေဘာတွေဆိုဟမ်အခုကျတနေရမှမရှင်းနိုင်ဘူးလေဘယ်လိုလုပ်မလဲကြော်မျိုးမင်းဝင်ခံပြီးဒီမှာမင်းတို့ဘောမတွေကအနောက်ကနေဖွာနန်းနင်တို့ဘောမတွေကအရှိကနေဖေဝါအနောက်ကကြော်မျိုးမင်းအကုန်လိုက်ဖော်ဟုတ်တော့ဟုတ်နေပြီမပြောကြည့်ကရေဘူးလည်းမရှင်းနိုင်ဘူးမွန်ပြည်နယ်လည်းမရှင်းနိုင်ဘူးကရင်ပြည်နယ်လည်းမရှင်းနိုင်ဘူးတဲ့အခုဒီမှာဗကန်ညောင်ဦးပဲလည်းမရှင်းနိုင်ဘူးတဲ့ဟမ်ကြော်မျိုးမင်းပြောပြီငါပြောတာမဟုတ်ဘူးနော်ကြော်မျိုးမင်းပြောတာ
အဲ့တော့မင်းတို့နိုင်နေပြီလားဆိုတော့မကြည့်အောင်လေဟမ်ငါတို့ရှုံးနေလို့ရှိရင်အဲ့လိုဖြစ်နေတာအကြောင်းရှိမလားဟုတ်တယ်မလားလက်သုံးချောင်းအစခဲ့တာလေတော်လိုင်းအစမှာအဲ့ဒီအခုတူပြောရတဲ့ data တွေမှာဘယ်လိုစိုးမိုးထားတာအာနာသိမ့်တဲ့အချိန်မှာဟမ်မင်းတို့ဘက်ကမင်းတို့နိုင်နေပြီလားမင်းတို့ငါတို့မနိုင်သေးဘူးလားမင်းတို့နိုင်နေတယ်ပေါ့မင်းတို့နိုင်နေဆိုအဲ့ဒီပြဿနာဖြစ်เสียအကြောင်းမရှိဘူးလေနော်ကြော်မျိုးမျိုးကိုယ်တိုင်ဝင်ခံတာနော်တွေ့တယ်မလားငါပြောတာမဟုတ်တာပြည်သူလူထုကိုစိုးရိမ်တော့ကနေနဲ့အကြောက်တရားနဲ့နေစေချင်တာလားပြည်သူလူထုတွားလာတာမလုံးမကြုံမလွတ်မလပ်ဘဝကိုတွားစေချင်တာလားအဲ့ဒါတော့အစိုးရနေတယ်ကိုကိုမလုံးလုံးပြည်သူလူထုသွားလာမလုံးကြုံအော်ဒီ PDF တွေရှိလို့ပြည်သူလူထုကမလုံးကြုံပေါ့အောင်းမလေးဖရားကြီးကွာတကယ် PDF တွေကသူတို့စစ်တပ်လို့လားအခြားအဖွဲ့အစည်းတစ်ခုခုကနေရောက်လာတာဆိုရင်ဘယ်လောက်တော့ပြောမလဲမသိဘူးနော်ဟမ်ဟဲ့အောင်အဲ့ဒီမင်းပြောနေတဲ့ PDF တွေဆိုတာပြည်သူတွေပဲလေဘယ်အဖွဲ့အစည်းကပြောင်းလာမိုးပေါ်ကြလာတယောက်မှမပါဘူးကြောင်မျိုးမင်းမင်းရုပ်တီနဲ့ဂျင်းထဲနဲ့ချင်းဟမ်ပြည်သူလူထုတွေကဘာမလွတ်မလပ်နဲ့တွာလာတာကောင်းပြီနော်မင်းပြည်သူလူထုဆိုတော့မင်းတို့ကပြန်မေးမယ်စစ်အဲ့လောက်မင်းတို့စစ်တပ်ကြီးကပြည်သူလူထုအတွက်နော်ပြည်သူလူထုကမင်းတို့တတ်မတော်ဘူးပဲလုံးကြုံနေဆိုဘာဖြစ်လို့စစ်တပ်စစ်ကြောင်းထိုးလာရင်10ရွာရှိရင်10ရွာလုံးထွက်ပြေးတာဟမ်စစ်တပ်ကတိုင်းပြည်နဲ့ပြည်သူတွေအကာအကွယ်ပေးတာအားကိုးစရာနော်ဖြစ်နေလို့ရှိရင်ထွက်ပြေးစရာအကြောင်းမရှိဘူးလေစစ်တပ်လာရင်ကြိုးဆိုပြီးတော်လိုင်း PDF တွေ EAO တော်လိုင်းအဖွဲ့တွေလာရင်ထွက်ပြေးရမှာလေအခုမြေပြင်မှာဘယ်သူထွက်ပြေးရလဲစစ်တပ်လာရင် PDF တွေလာရင်ထွက်ပြေးတာကြားဘူးလားမင်းတို့ကြိုက်တယ်လို့ကွာကြော်မျိုးမင်းသိလားမင်းတို့ကြိုက်တယ်လို့လေအခုဆိုတာဒီဗီဒီယိုဖိုင်ဆိုရင်တိုင်းပန်းပန်းနဲ့လှီးတာလို့ခေါ်တယ်မီဒီယာပညာလို့ခေါ်တာပေါ့နော်သူပြောရတဲ့စကားထဲမှာဘုရင်ကပြောသလိုတစ်ဖက်မှာဟိုအစိုးရကိုအပြစ်တင်တဲ့ပုံစံမျိုးဒါအစိုးရဆိုတဲ့ဟာကိုလက်ခံတော့အောင်နံပါတ်1အစိုးရဆိုတဲ့စကားလုံးတုံးပေးတယ်သူတို့မင်းအောင်နိုင်အုပ်စုကိုအစိုးရဆိုတဲ့စကားလုံးတုံးပေးတယ်ခင်ဗျားတို့နားထောင်ကျွန်တော်တို့နားထောင်တဲ့လူတွေကအစိုးရဆိုတာကိုပါဇက်ထဲမှာနှောက်ကြိုးပြီးတော့လက်ခံတော့အောင်နံပါတ်2အပြစ်ပြောတဲ့ပုံစံမျိုးဖန်တီးပေးတယ်မသိရင်ဒီဖွဲ့ကိုပဲအပြစ်ပြောနေတယ်လို့ဟုတ်တယ်ကိုတော်မြင့်ပြောတာမှန်တယ်ဂိတ်တွေကထပ်နေတာဟုတ်တယ်ပြီးလို့ရှိရင်ပြည်သူလူထုကဆိုတဲ့စကားလုံးကိုဆွဲလိုက်တယ်ပြည်သူလူထုကဘလို့ဖြစ်လို့သူကပြည်သူဘက်ကပဲပြည်သူတွေပဲခက်ခဲနေလို့ဒီဟာကိုပြည်သူတွေပဲမကြိုက်လို့သူကပဲအမုန်းခံပြီးတော့အမိုက်ခံပြီးတော့ပြောပေးရတဲ့ဒရာမာခင်းတာဒီစမ်းအဲ့ဒါမီဒီယာပညာဒါပေမဲ့ဘာပညာလဲဆိုရင်တော့ဖေလို့မှဒါပညာခေါ်တယ်လားတိလားစောင့်ကြည့်မကောင်းတဲ့ပညာနော်မှတ်သားတိလားလိုက်အတူယူစရာတော့မဟုတ်ဘူးသူတို့ပညာမျိုးတွေတက်လို့လူကောင်းမဖြစ်ဘူးအောက်တန်းသားပဲဖြစ်မှာသိလားမီဒီယာပညာဆိုတာလူတိုင်းတက်ကမတိုင်းမဲ့ကြော်မျိုးမျိုးအခုလုပ်နေတာကမီဒီယာပညာတွေတဲကအောက်တန်းကျတဲ့ပညာဟုတ်တယ်လေမီဒီယာဆိုတာတိုင်းပြည်ကိုဖြစ်အောင်လုပ်လို့ရတဲ့မီဒီယာရှိလို့တိုင်းပြည်တည်ဆောက်တဲ့မီဒီယာလည်းရှိတယ်နော်လူထုဘက်ကရက်တည်တဲ့မီဒီယာရှိတယ်လို့လူထုဒုက္ခရအောင်လုပ်တဲ့မီဒီယာလည်းရှိတယ်ဟုတ်တယ်မလားအဲ့တော့ကြော်မျိုးမင်းကဘာလုပ်တာလဲပါထည့်ပြီးတော့ဒါကြောင့်မလို့သူ့ကိုရုပ်ရှင်အစည်းအဝေးအမြင်ပြက်ကျင်ညာလူတယောက်ကိုအမြင်ပြက်ကျင်ညာခံထိတဲ့အဆင့်อ่ะခင်ဗျားတို့စဉ်းစားကြည့်ဟမ်စဉ်းစားကြည့်ဘလောက်တရားလုံးနေလို့လဲဒါကြော်မျိုးမင်းကဘောမတယောက်နော်အဘဘောမတယောက်နော်အဘဘောမတယောက်ကိုဒီလိုကာလမျိုးမှာအမြင်ပြက်လို့နာမည်နဲ့တကွထုတ်ပြန်ကျင်ညာရတဲ့အဆင့်ဟာဘလောက်တရားလုံးနေလို့လဲဆိုတာအပေါ်အောင်သားကိုစဉ်းစားကြည့်ကြဟမ်အလကရကျင်ညာတော့မရဘူးလေလူတယောက်ကိုတော်ပြီးဘာလို့ပဲအမြင်ပြက်သွားကျင်ညာကိုရတာမဟုတ်တာယူဟုတ်တယ်မလားအဲ့တော့ရုပ်ရှင်စီအောင်ကသူ့အမြင်ပြက်လို့ကျင်ညာတာနဲသေးတယ်နော်မတမ်းမရမသိပြည်သူလူထုကပြန်ပြီးကုန်ထုတ်ဖို့လိုတယ်ကျွန်တော်ယုံကြည်ထားတဲ့အစိုးရဆိုတာတစ်ခုပဲရှိတယ်ဘာလဲဆိုတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းတွေကိုကာကွယ်စောင့်ရှောက်ရတယ်အဲ့ဒါဆိုရကောအဲ့ဆိုရင်ပြည်သူဘုံကျက်တက်ဖြတ်ရင်ရောဘာကောင်းလဲစက်ပြောလေကွာတခါတည်းဟုတ်လေပြည်သူကိုကာကွယ်စောင့်ရှောက်ရင်အစိုးရကောင်းဆိုတော့လက်ရှိငါတို့မြင်တွေ့ရတော့ကုန်ခဲ့တဲ့9နှစ်လုံးကလည်းဘုံကျက်တက်တာပဲမိုးလင်းမိုးချုပ်မနဲ့မိုးလင်းမျက်စိနှလုံးပွင့်လာတဲ့ဟဲ့မင်းအောင်နိုင်အဖွဲ့တွေဘာတွေလုပ်နေကြလဲဘယ်နေရာဘုံကျဲနေတယ်ဘယ်နေရာကိုစစ်ကြောင်းထိုးနေတယ်ဘယ်နေရာကိုမီးရှို့နေတယ်ဟုတ်လားဟုတ်တယ်နော်ငါပြောတာမှန်လားအေးအဲ့ဒါပဲလုပ်နေတာမဟုတ်ဘူးလားဟုတ်တယ်မလားအဲ့တော့ပြည်သူကိုကာကွယ်စောင့်ရှောက်မှအစိုးရကောင်းဆိုရင်ပြည်သူကိုအဲ့လိုလုပ်နေဘာအစိုးရလဲကြော်မျိုးမျိုးပြောတာနော်ငါပြောတာမဟုတ်ဘူးနော်ပြည်သူလူထုအသက်အိုးအိမ်စည်းကိုကာကွယ်စောင့်ရှောက်မယ်အစိုးရကမတိကျကျပြုနေပြီဆိုအဲ့ဒါကျွန်တော်တို့အစိုးရကိုတတ်မှတ်ဖို့ခက်တယ်ဒါပုံမှန်လေးပြောတာအဲ့တော့အစိုးရအနေနဲ့ပုံမှန်လေးပဲမေးရတော့မယ်ပြည်သူလူထုအသက်အိုးအိမ်စည်းကိုအစိုးရလို့တတ်မှတ်လို့ခက်အောင်အစိုးရကမှမတတ်မှတ်ထားတဲ့ဟာကြီးကိုမင်းတို့တစ်ဖက်တစ်ပုံပေါ်နေတဲ့အစိုးမရလေအစိုးရတာက NLD အစိုးရနော်မြန်မာပြည်မှာ NLD အစိုးရပေါ်ပြီးတဲ့ကနောက်ထပ်
အစိုးရထပ်မပေါ်သေးဘူး NUG ဆိုတာတော်လှန်ရေးအစိုးရပဲရှိသေးတယ်အစိုးရအစ်စ်မဟုတ်သေးဘူးဘာလို့ဆိုတော်လှန်ရေးအစိုးရဆိုတာတော်လှန်ရေးကာလမှာပဲသူဟာတာဝန်ဝတ္တရားတွေကိုထိန်းချောင်းပေးတဲ့အဆင့်ပဲရှိတယ်တော်လှန်ရေးအလွန်ကာလမှာတာမန်အစိုးရဒီပုံစံမျိုးမတူဘူးတော်လှန်ရေးအစိုးရဆိုတာဟုတ်တယ်မလားအဲ့တော့အစိုးရဆိုတာဘာလဲအစိုးမရဆိုတာဘာလဲအစိုးမရဆိုတာကိုယ့်ကိုအစိုးရလို့တတ်မှတ်ပြီးတော့ပတ်ဝန်းကျင်မှာအစိုးမရဖြစ်နေတာကိုအစိုးရလို့ခေါ်ပါတယ်အစိုးမရလို့ခေါ်ပါတယ်နော်အခုလက်ရှိမင်းအောင်လှိုင်ကဘာလဲအစိုးမရလားတူတော့အစိုးရတတ်မှတ်နေတယ်ဒါပေမဲ့ကုလသမဂ္ဂနဲ့အာဆီယံကုလသမဂ္ဂဆိုတာကမ္ဘာကိုကိုစားပြုတာအာဆီယံဆိုတာဒီအာဆီယံအရှေ့တောင်အာရှနိုင်ငံများကိုကိုစားပြုတာအိမ်နီးချင်းပေါ့နော်ဟောကမ္ဘာပေါ့ဟောတရွာလုံးပေါ့ဒါအိမ်နီးချင်းဆိုတော့တရွာလုံးကလည်းအစိုးရလို့အတိမတ်မပြုဘူးအိမ်နီးချင်းတွေကလည်းအစိုးရလို့အတိမတ်မပြုဘူးနောက်ဆုံးပြကဲတရွာလုံးအတိမတ်မပြုနေအိမ်နီးချင်းအတိမတ်မပြုနေငါအိမ်သားတွေငါ့ကိုတော့အစိုးရအတိမတ်ပြုတော်ပြီဆိုတော့မေလို့မေးအောင်လိုက်တဲ့ဟမ်အဲ့ဒါအစိုးရလားငါဆိုရင်ရှက်လို့မပြောရဲမှာမဟုတ်ငါအားပေးတဲ့ဘက်ကအဲ့ဒီဘဝရောက်နေငါဆိုမတိအောင်ဆောင်ပါနော်ဘာလို့ဆိုရှက်စရာကြီးလေဟုတ်တယ်မလားအစိုးရသွားလို့အခုငါလိုမျိုးတလုံးချင်းစီရှင်းပြီးထောက်တဲ့ကောင်နဲ့တွေ့ရင်စောက်ပိုးကြီးဖြစ်တာလေဟုတ်တယ်မလားငါတို့ NUG ကိုမြန်မာနိုင်ငံတရားဝင်အစိုးရပါလို့ဘယ်တော့မှမပြောဘူးဘာဖြစ်လို့လဲတော်လှန်ရေးအစိုးရကိုတော်လှန်နေရမှာပဲထားတယ်မဟုတ်တာတော့ပြောရင်စောက်ချက်ပွဲမှာကိုပဲပွဲမှာလေအခုလဲမင်းအောင်နိုင်လို့ကောင်းလို့အစိုးရပါတော့ပြောတော့ဂုံတက်တော့တာဂုံကြသွားတာဟုတ်တယ်နော်ဆောက်ရှောက်မှာလားဒါမှမဟုတ်ကိုနေသားတို့နေကြမှာလားအစိုးရဆိုတဲ့ပုံကူများစဉ်းစားဖို့လိုတယ်အဲ့တော့အတော်အိမ်စီဆောက်ရှောက်ဖို့တာဝန်ယူတတ်တဲ့စိတ်လေးနဲ့တာဝန်ယူပြီးတော့ပြည်သူလူအတောင်ဓာတ်ဆွေပြီးတော့ရှင်းပြရှင်းပေါ့ဘာဖြစ်လဲပြည်သူလူအကြမ်းဖက်သမားကိုရှင်းလို့ဘယ်ပြည်သူလူမှဝမ်းနေမှာမတိကြတကယ်ပြည်သူလူထုကဘာရှင်းပြရှိဘောပြောပြီးမှဟုတ်ပြည်သူဆိုတာဘာကိုပြောလက်နဲ့ကောင်ဒီ1500ပေးပြီးတော့စန္ဒလက်ပြခိုင်းတဲ့ဘောမရတဲ့ပြည်သူပဲလားဟုတ်တယ်1500ပေးပြီးတော့ပြောမယ်9000ပေးပြီးစန္ဒလက်ပြခိုင်းတဲ့ကောင်တွေလေ9000စားတွေလေပြည်သူပဲဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံရေးစကလုံးကိုတုံးတော့မယ်နော်ပြည်သူဘယ်ဘက်ရှိလဲဟဲ့လို့ဆိုတဲ့ဟာမျိုးတွေတုံးတော့မယ်ဆိုရင်နဲလို့များရှိကိုကြည့်ရပါတယ်ဟုတ်တယ်နော်အခုလို့စစ်စင်ရေးတစ်ခုကိုလုပ်မယ်ပြည်သူစန္ဒကိုတိတ်ကျင်နေဆိုရင်နဲလို့များရှိကိုကြည့်ရပါတယ်ဘယ်ဘက်ကနဲနေတယ်ဘယ်ဘက်ကများနေတယ်များတဲ့ဘက်ကိုပြည်သူအဖြစ်ယူပေးရပါတယ်ကြော်မျိုးမင်းကိုမသိရင်တင်ပေးလိုက်ပါ तू ကမတိတာမဟုတ်တမင်တက်ရုပ်ပဲ့ပြီးတော့ဒီလိုလုပ်တာတိတယ် तू ဒါအခုကျွန်တော်ပြောတဲ့သဘောတရားကို तू တိတာပေါ့မတိရွက်ပဲနေမယ်ဟမ်အခု तू ပြောတဲ့စစ်စင်ရေးပေါ်ဆောင်မှုပြည်သူလူထုကဘယ်အကြမ်းဖက်သမားတော့ဘယ်ပြည်သူလူထုမှဝင်ဖြစ်မှာမဟုတ်ဘူးဆိုတော့အဲ့သိချတာတကယ်ပဲလားမြန်မာပြည်မှာရှိတဲ့လူဦးရေရဲ့အများစုဒီမင်းပြောတာကိုလက်မခံဘူးလို့ငါပြောတယ်မင်းကပြည်သူလူထုကိုတက်ရင်ဘာဖြစ်လဲအကြမ်းဖက်သမားတွေကိုတက်လို့ဒီဘယ်ပြည်သူလူထုမှဝင်နေမဖြစ်ဘူးဆိုရင်လက်ရှိမင်းတို့အကြမ်းဖက်သမားတို့ခေါ်နေတာဒီ UNG PDF တော်လိုင်းအင်အားစုတွေအဲ့တော့တော်လိုင်းအင်အားစုတွေအကြမ်းဖက်သမားတို့မင်းတို့တမုတ်နေတာနော်အကဲမင်းပြောတယ်လို့မဟုတ်ခဲ့ရင်မင်းဘာလို့အာမခံပေးမလဲဟမ်ဘလို့အာမခံမလဲငါပြောတာကလက်ရှိမင်းတို့ဘက်အချမ်းကိုပြည်သူအများစုမထောက်ခံဘူးငါပြောတာမှားလို့ရှိရင်ငါ့ကိုကြိုက်တယ်လို့ကြည့်ဟမ်ကြော်မျိုးမင်းကမဟုတ်တန်းတရားကိုလီဆယ်ပြီးပြောရင်မင်းသားလေးသေကြီးစိုးနဲ့သေခံရဲလားမင်းမယားသေကြီးစိုးနဲ့သေခံရဲလားသေနေရတဲ့ဘဝတွေကသူများသားတွေသူများရဲ့မယားတွေနော်ကြော်မျိုးမင်းတို့စစ်တပ်ကဘုံကျဲချလိုက်လို့သေသွားတဲ့ထဲမှာမင်းသားနဲ့ရွယ်သူတွေပါတယ်ကွာမင်းမယားနဲ့ရွယ်သူတွေပါတယ်ကွာကိုရင်းစာတရားလေးထားမင်းသားသေကြီးစိုးနဲ့လမ်းမှာကားတိုက်တွေဝိုင်းမင်းဘလို့နေတယ်မင်းပြောလားဝမ်းနေလားအဲ့လိုပဲအဲ့ဒီမီးချိုးကန်ထီလို့သေသွားတဲ့ထဲဘဝတွေပြတ်သွားတဲ့ထဲမှာမင်းသားလေးနဲ့ရွယ်သူလေးတွေပါတာကြောင့်မျိုးမင်းနဲ့တတိထားအောင်ပြည်သူဆိုတဲ့စကားကိုမင်းတုံးရဲအောင်မင်းတို့ဘက်အချမ်းမှာပြည်သူအများစုရှိလားမရှိဘူးလားမင်းတကယ်မတိတာလားဝစ်ဆိုတာလဲတတ်တယ်နော်မင်းကိုချင်းစာမတတ်လို့ရှိရင်မင်းတို့လောကကြီးကကိုချင်းစာတတ်အောင်လုပ်ပေးလိုက်မယ်မင်းလောကကြီးကမင်းကိုကောင်းကောင်းကိုချင်းစာတတ်အောင်လုပ်ပေးမှာသူများသားလေးသေတာကိုဝမ်းထဲကကောင်းမှမတိကာဝယ်ပေးကကောင်းမှမတိကိုချင်းစာမှမတိတဲ့လူတွေကိုယ့်ရဲ့သားလေးသေတဲ့အချိန်ကျမှတိလိုက်မယ်အဲ့ဒါဆိုရင်လောကကြီးကမင်းသားလေးကိုပေးသေးပေးလိုက်မယ်မင်းအသေးခံနိုင်လားဘဝပြတ်သွားတဲ့ဟာကြီးတပုံကြီးမင်းတို့ဘဝတွေမပါတဲ့မင်းတို့ကိုချင်းမစားတဲ့စကားမပြောနဲ့အညာမှာသွားကြည့်ဘာတော်လှန်ရေးမှမလုပ်ဘူးကိုယ့်အလုပ်ကိုလုပ်နေတာဘာမှမဆိုင်မနဲ့အိမ်ကိုမီးချိုးကန်တီးသွားတဲ့ဘဝတွေအများကြီးနော်
တမိသားစုလုံးဘာတော်လန်ရေးကိုပတ်တော်မပတ်တဲ့ဘဲနဲ့ကိုအိမ်မီးရှို့ကန်ထိစစ်တောင်းထိုးကန်ထိဖန်စီတပ်ပြတ်ကန်ထိတဲ့ဘဝတွေအများကြီးဒါတွေကမဟုတ်တာတွေပြောနေကြတာမဟုတ်ဘူးမင်းတို့တော့တောင်မရုပ်ပဲနဲ့တိလားလောကကြီးတန်ခန့်မင်းတို့ကောင်းကောင်းထိလိုက်မယ်အကြမ်းဖက်သမားရှင်းတာရှင်းရမှာကျွန်တော်ခဏပြောအကြမ်းဖက်သမားရှင်းကိုရှင်းရမှာဒီကျင်းဝင်ညီကျင်းသမားညီကျင်းလို့လက်ဆွဲလို့ဆက်ရမယ်အကြမ်းဖက်နေအကြမ်းဖက်သမားတန်းနဲ့ပြည့်ရမှာရှင်းရှင်းလေးဒါရိုးရိုးလေးပဲအကြမ်းဖက်နေကတော့အကြမ်းဖက်သမားတန်းနဲ့ပြည့်မရှင်းလို့လောက်ချီပြီးတော့ရှင်းလို့ရမလားမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဟောအဲ့ဆိုရင်စစ်သားတွေရဲတွေကိုတက်ခွင့်ရှိတာဟုတ်တယ်လေနော်ဘာလို့ဆိုတော့ UNG CRPH ကို PDF တွေရဲ့ UNG CRPH ကိုအကြမ်းဖက်သမားလို့မင်းတို့စစ်တပ်ဘက်ကကြီးညာထားတယ်နော်ဟုတ်တယ်နော်အဲ့ဒီလိုမင်းအကြမ်းဖက်သမားလို့ခေါ်နေတာโอเคကောင်းပြီမင်းတို့စစ်တပ်ကိုဘယ်သူကရွေးချယ်တင်မြှောက်ထားတာမင်းတို့ဘယ်သူမှမရွေးချယ်ထားဘူးနော်မင်းတို့မှာတနတ်ရှိတယ်ဆိုရင်မင်းတို့အာဏာလုထားတာဟုတ်တယ်နော်ကဲဒီဘက်အချမ်းက UNG CRPH ကလည်းမင်းတို့စစ်တပ်ကိုအကြမ်းဖက်လို့ကြီးညာ CRPH ကိုဘယ်သူတွေရွေးချယ်တာပြည်သူတွေရွေးချယ်ထားတာသူမြို့နယ်လိုက်ပြည်သူကမဲပေးရွေးချယ်ထားခဲ့တဲ့ကိုယ်စားလှယ်တွေပြည်သူကိုကိုစားပြုတယ်ဒီဘက်အချမ်းကမင်းတို့ချမ်းကကိုပြည်သူကိုကိုစားပြုလားအဲ့တော့အကြမ်းဖက်သမားတွေကိုရှင်းလို့ရတယ်အကြမ်းဖက်သမားနဲ့အတူရှင်တွဲနေတိုင်းရှင်းလို့ရတယ်ဆိုတဲ့စကားဟာစစ်သားသားမယားတွေစစ်သားသားသမီးတွေပေအောင်လို့မင်းတို့လုပ်နေတာတိလားမင်းတို့ပြောတဲ့စကားအတိုင်းဆိုရင်မင်းတို့စစ်သားသားသမီးတွေကြောင်းတွိုင်းအကုန်တပ်ပြစ်လို့ရနေပြီစစ်သားသားမယားတွေဈေးတွိုင်းအကုန်တပ်ပြစ်လို့ရနေပြီစကားကိုမင်းတို့ကြည့်ပြောတိလားမင်းတို့ပဲလမ်းဖွင့်ပေးနေတာအဲ့ဒီစစ်သားသားမယားတွေအကုန်သေစင်းသွင်းနဲ့သေကုန်မယ်မင်းတို့ပြောတဲ့ပုံဆိုတိလားအဲ့တော့တေချာတာကတော့အကြမ်းဖက်တော့အကြမ်းဖက်နေနေရှင်းရမယ်အကြမ်းဖက်နေနေနေလည်းရှင်းရမယ်ငင်းချိုင်းလို့လာတဲ့လူအလင်းမို့လာတဲ့လူငယ်လေးညီငယ်ညီမငယ်လေးလက်ဆွဲလို့ဆက်ရတတဘာပါအဲ့တော့အစိုးရအနေနဲ့ပြတ်သားဖို့တော့ပါရှင်းရှင်းလင်းလင်းပြတ်သားလုပ်ဖို့ဟုတ်တယ်အစိုးရအနေနဲ့ပြတ်သားဖို့လိုတယ်နော်ဒါကြောင့်မို့လို့အလင်းဝင်လာတဲ့ကောင်တွေကိုတေချာကြိုးစိုးသလိုတိုက်ပွဲမှာကြီးကုံမှကျွန်တော်မှားပါတယ်ဆိုရင်အလံဖြူထောင်တဲ့ကောင်တွေကိုလည်းအကုန်ရှင်းပြကြမယ်နော်အခုလက်ရှိ AA မှာထားတဲ့အထုတ်ထောင်ထဲမှာထားတဲ့ကောင်တွေကုန်ရှင်းထုတ်လိုက်ဟုတ်တယ်ဘာလို့ကိုလဲသမင်းကျွေးတာ AA မှာပြန်ဒီလိုကာလကြီးမှာတာမန်ကာလမဟုတ်ဘူးစစ်ဖြစ်နေတဲ့ကာလစစ်ဖြစ်နေတဲ့ကာလမှာရခိုင်ပြည်သူကချွေးနှဲစာကိုထဲဝင်ရတဲ့မှာမင်းတို့စစ်ခွေးတွေပါနေ့စဉ်စောက်ပင်းချနေတာမတထားဘူးငါတို့ရှင်းလေးပဲမင်းတို့ကောင်တွေကြောင့်ဒီတိုင်းပြည်ဒီလိုဖြစ်နေတာမင်းတို့နဲ့တယောက်တည်းအာဏာယူလို့မရဘူးနော်အဲ့တော့မင်းတို့တုံ့ပန်းနေဆိုတော့လုံးဝမထားတဲ့ကောင်တွေကောင်းကောင်းမွန်မွန်မင်းပြောသလိုငြိမ်းချမ်းရေးကြအလင်းဝင်လာတယ်โอเคကြိုးစိုးပေးမယ်နော်ခုကဒီခိုင်နှုံးဝေကိစ္စကြီးတို့ဒါချေချေလောင်ဖြစ်သွားတာဒါခိုင်နှုံးဝေပါလာသွားရင်သိကြတယ်ခင်ဗျာသူကားလာဆိုရင်ပါသွားရင်သွားပြီမခိုင်နှုံးဝေသွားပြီနော်သွားပြီမခိုင်နှုံးဝေသွားပြီနော်တခါကြရင်လေတော်တော်ခက်သားပြီနော်ခက်သားပြီးတော့ဒါပွင့်နေပြန်သိရသလောက်ဒီကားပေါ်မှာဘောမာတွေပါသလားဒါမျိုးပေါ့ဘောမာနုပညာရှင်တွေပါသလားမပါသလားဒါမျိုးကိုအဓိကကြည့်တာလို့ကျွန်တော်ကြားတယ်တာဂက်ကသူတို့တာဂက်ကဘောမာနုပညာရှင်တွေပါပါဒီမှာရိုက်ကွေးလာလို့ပြဆိုတော့ဘောမာနုပညာရှင်ပါရင်ပါလိမ့်ပါလာခဲ့တယောက်လောက်ရရင်တယောက်နှစ်ယောက်လောက်ရရင်တော့ဆွဲစားနော်ငါတို့တော်လှန်ရေးဘက်ကစစ်တပ်နဲ့ပေါင်းပြီးတော့ပြည်သူကိုဒုက္ခပေးတဲ့ဒူမှန်သမျှကိုရန်သူဖြစ်သတ်မှတ်တယ်ငါတို့ကရှင်းတယ်ဒီစစ်တပ်နဲ့တွားပေါင်းပြီးတော့ပြည်သူကိုဒုက္ခပေးမှရန်သူဖြစ်သတ်မှတ်တာဒါပေမဲ့မင်းတို့လိုတွေ့တဲ့စစ်ကြောင်းထိုးတွေ့တဲ့ခလေးတက်တွေ့တဲ့မိမတက်မရင်းချင်းတွေ့တဲ့အဖိုးဘွားတက်တွေ့တဲ့ရွာဖြက်တွေ့တဲ့အိမ်မီးရှို့မလုပ်ဘူးအပြစ်ရှိတဲ့သူကိုပဲငါတို့ကလုပ်တယ်မင်းပြောသလိုပဲအခုတွားတွေ့နေမလားဟုတ်တယ်နော်လာရိုက်တယ်အဲ့ဒီဘောမအမှုပညာရေးပါလာသွားကြည့်တယ်ဟိုကဘောမမပါတော့တပည့်လူဘာမှမလုပ်ဘူးလေမင်းတို့စစ်တပ်ကဆိုရင်အဲ့ဘောမမပါလဲအခြားလူကိုမင်းတို့လွတ်ပေးမလားအခုအိမ်မီရှို့ကန်တီးတဲ့ထဲမှာဘာတော်လိုင်းမှမလုပ်ဘဲနဲ့ဘွားပြတ်သွားလူတပုံကြီးဘယ်သူအမှန်ခံမလဲနော်အဲ့တော့အကြမ်းဖက်သမားနဲ့နေတတ်လို့ရတာလို့အကြမ်းဖက်သမားတွေကိုဘယ်လိုလုပ်မောစကားတွေအများကြီးမပြောနဲ့တိလားကိုအောင်လဲကိုငုတ်ကြည့်ကိုအောင်ဘယ်နေရာရောက်နေလဲဆိုတော့ကိုပြန်သိတိလဲကြော်မျိုးမင်းကအဲ့လောက်လေးပဲပြောမယ်ပြည်သူရွေးချယ်ထားတဲ့လွတ်တော်ကိုယ်စားလှယ်တွေကမင်းတို့ကိုအကြမ်းဖက်လို့ကြီးညာထားတာနော်တရားဝင်ဥပဒေအရကြီးညာထားတာဘောင်းဝင်နေမင်းတို့ပဲအချမ်းလိုမျိုးဘယ်သူမှမရွေးချယ်ပဲတဲ့တိုင်းပြည်အာဏာကိုတနတ်အားကိုနဲ့တက်လူပြီးတော့ဟိုကောင်ကျမ်းဖက်ပါဒီကောင်ကျပေါက်လို့ပဲစားလိုက်ပြောထားတာမဟုတ်ဘူးဟိုကလွတ်တော်ကဘာလွတ်တော်ကအစအတိမတ်ပြူထားတဲ့တရားဝင်အဖွဲ့အစည်းကဘာလုံးလွတ်တော်တွေကအစတရားဝင်အတိမတ်ပြူထားတဲ့အဖွဲ့အစည်းတော်မျိုးမင်းပေါက်လို့ပဲစားမထင်နဲ့မင်းတို့နားကောင်းသွားလိမ့်မယ်သိလား